င်္ဂလာပါအမျိုးတို့ရေအမျိုးတို့ပေါ့နော်အငချင်ပေါ့နော်အနိစတစ်ခါပဲလုတ်ပြတယ်အခုနောက်တစ်ခါကိုတိတိချာချာလေးအမျိုးတို့မြင်အောင်လုတ်ပြမယ်နော်ဒါအနိစတို့ငချင်လုတ်ဖို့ရငါးတွေကိုစဆေးပြီပေါ့နော်ဒါအထပ်ပေါင်းများစွာဆေးရမှာပေါ့နော်အထပ်ပေါင်းများစွာဆေးရတဲ့ငချင်ကလေလုံးဝအခါရမရှိအောင်ပေါ့ရေကိုကြီးပြီးတော့မှအဲ့လိုမျိုးဖြစ်အောင်ဆေးရတဲ့ခေါင်းပါလို့မရဘူးနော်ငချင်ကကဲဒါဆိုအနိစတို့3ထပ်မြောက်ပြီနော်3ထပ်မြောက်တောင်ကြည့်လောက်10ထပ်ဆေးတော့တောင်ကြည့်ပါမလားကဲဒါတော့6ထပ်ပေါ့နော်6ထပ်မြောက်ဖြစ်ပါပြီလို့တစားနည်းနည်းတော့ကြည်လာပြီပေါ့နော်မျိုးတို့အဲ့ငပြက်ကလေကောင်းတရားသားတဲ့စားလို့မကောင်းဘူးအမလေးတေးအောင်ခါတာတော့အနိစတို့အခါကြိုက်တာတော့မှလုံးဝမစားနိုင်အဲ့ငါးချီခါတာကြအနိစတီးမခံနိုင်ဘူးကဲဒီတစ်ခါနဲ့ရပါပြီလို့ဒီလဲကြည်သွားပြီပေါ့နော်မျိုးတို့ရေးတာငါတိတ်ဖို့ရပေါ့နော်အစင်တင်းဖြစ်ပြီပေါ့အနိစကြတော့ဘယ်လိုပြောမလဲဒါလေးကိုရေစစ်ထားမှာပေါ့နော်လုံးဝရေခြောက်သွားပြီဆိုမှ तू ကတိတ်လို့ရပါမယ်လို့ဒါတပိတ်တာပေါ့နော်အနိစဒီနေ့သမင်းကတော့ပေါ်စားမွေးနဲ့ပဲလုပ်ထားလိုက်တာကဲဒီမှာနော်ဒါကတော့သမင်းနဲ့မှထဲမဲ့စားပေါ့နော်ဒါသမင်းနဲ့စားနဲ့ကိုအရင်ဦးဆုံးရောသမမွေပြီးတော့အနိစတို့ထောင်းနာမှာပေါ့နော်ကဲသမင်းနဲ့စားနဲ့နေထားတဲ့ဟာလေးကိုပေါ့နော်သမင်းနဲ့ကိုလည်းစားတတ်ပါပေါ့နော်သူ့ကိုသမင်းကိုစီးနေအောင်အရင်ထောင်းထားပါမယ်လို့ငရှင်လုပ်တယ်မယ်ဒါအန်ဆန်တို့လုပ်တဲ့နီးပေါ့နော်အများကြီးလုပ်တဲ့သူတွေကတော့ဒီလိုလက်ပေါက်စစ်အောင်တော့ဘယ်လုပ်နိုင်မလဲအန်ဆန်တော့အိမ်စားလေးတေးလေးလုပ်တာမလို့နော်လုပ်နီးတယ်လဲတူချင်မှတူပါမယ်လို့မပြတယ်ဆိုတာလည်းမသိတဲ့သူတွေကိုပြတာပေါ့နော်အန်ဆန်လုပ်နေကြစားနေကြပါအန်ဆန်ငရှင်တယ်လည်းမဟုတ်တော့လေကဲအမျိုးတို့ရေဒီမှာနော်ဒီလိုလေးဖြစ်အောင်ပေါ့နော်ညက်သွားပြီနော်ဒီလိုလေးပေါ့အစီလေးတွေပျောက်သွားအောင်ပေါ့ကွယ်ပြောမယ်ဆိုတော့အဲ့လိုအစီလေးတွေပျောက်သွားအောင်ကဲအဲ့ဒါဆိုရပြီနော်ကဲခူးလက်လေးရေလေးကင်လောင်းကင်ဟာလားကဲအဲ့ပြီးလို့ရှိရင်ငရှင်ထောင်းမယ်လို့ငရှင်ကိုနေမယ်နော်မဆားကတော့ဒီလိုမျိုးပေါ့နော်တော့ဥဒတ်တဲ့ဆားနေရင်လည်းလေဒါဟွာပေါ့ငရှင်တပိတ်တာဆိုလို့ရှိရင်တဲ့လူကြီးတူမတွေပြောတဲ့စကားငရှင်တပိတ်တာဆိုစား30သားထည့်ရတယ်တဲ့သမင်းရောပါရောအပီးစီးပေါ့လေအဲ့လိုမျိုးစားဆိုထားတာရှိရနော်ငရှင်တပိတ်တာဆိုစား30သားပါတဲ့ကဲအဲ့ဒါလေးကိုအနိစတို့ထောင်းမယ်ပေါ့နော်တဝက်လောက်ထည့်လိုက်ပုံမဆမ်းတော့ဘူးဒါတော့မှရေရှိတဲ့အနိစအချိန်မရှိတော့ဒါရေမပအောင်ထလုပ်ရမှာရေစစ်ပြီးမှထောင်းရမှာအနိစအချိန်မရှိတာနဲ့လှုပ်လိုက်ပြီအဲ့လိုလေးတွေပေါ့နော်ငါရဲ့ခန္ဓာကိုယ်လေးတွေကျူးကြည်တော့ဖြည်းဖြည်းချင်းထောင်းရတာပေါ့နော်ရွရွလေးထောင်းရတာပေါ့ထောင်းရင်းနဲ့သူ့အလည်းနဲ့သူကပန်းချငါးလေးတွေကပြားပြီးတော့မှအဲ့လိုလေးတွေပေါ့နော်ခန္ဓာကိုယ်အယူအကျော်လေးတွေကျူးသွားချီသွားအောင်ထောင်းရတာပေါ့နော်ကဲအဲ့ဒါဆိုလို့ချင်းအနေစားနေမှာနော်သူ့ထမင်းထည့်ပေးလိုက်ပြီနော်ထမင်းလေးနဲ့ရောထောင်းပါသေးတော့လို့ငချင်ကဒီမှာနော်အနေစားထုတ်တယ်မယ်နော်ငချင်ဒါထောင်းထားပြီပေါ့နော်ထောင်းထားပြီးသားငချင်ကိုလာကဲအဲ့လိုလေးပေါ့နော်အနေစားတော့ကတော့ဒီလိုလေးကဲအဲ့လိုလေးပေါ့နော်ဟုတ်ပြီအဲ့လိုပြီးလို့ရှိရင်ဒီလိုမျိုးပြန်ဟုတ်ပြီဒီလိုပေါ့နော်ကဲအဲ့လိုမျိုးလေးလှုပ်ထားလိုက်တာပေါ့နော်အားကြပူလို့ကောင်းတာပေါ့ပြောင်းနေသူတွေကတော့လက်ပထုတ်တယ်မှာအနေသားတော့ဈေးတယ်လည်းမဟုတ်တော့ကဲဒီလိုလေးတွေထုတ်ရတာပေါ့နော်နောက်တစ်ခုကဲ
စစ်ထုတ်နေရပဲအန်ဒီဆန်းကတော့3ထုတ်ပေါ့နော်အန်ဒီ